ဒီဗီဒီယိုလေးအနည်းချုပ်ကိုပြောရမယ့်အချိန်ကိုရောက်သွားပြီ TechCase အကြောင်းကိုကျွန်တော်တစ်ခါထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်အခုဒီလမှာဆိုလို့ရှိရင်သူရဲ့ TechCase ရဲ့တီထောင်ခဲ့တာ9နှစ်လည်းပြည့်သွားပါပြီအရင်ကလမ်းကနေပြီးအခုမှအောက်ကြီးမနိုင်လမ်းမကြီးပေါ်ကိုရောက်လာပြီဆိုင်ဆိုလည်းတစ်ဆိုင်တည်းမဟုတ်တော့ဘူးအခုအလုံးမှာတစ်ဆိုင်ရှိတယ်တိမ်ဖြူမှာလည်းတစ်ဆိုင်ရှိတယ်အဲ့တော့ဒီ gaming သမားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့လိုမျိုး video editing လုပ်တဲ့လူတွေပဲဖြစ်ဖြစ်အဲ့လူတွေအတွက်ဆိုအဓိကအရေးကြီးတာလဲ service ကလည်းအရေးကြီးတယ်ဗျကျွန်တော်တို့တစ်ခါလေကြာရင် PC တွေကကျွန်တော်ရှောက်ဆင်တာပါတော့ကျွန်တော်ဆိုလို့ကျွန်တော်စိတ်ကူးတဲ့ရှောက်ဆင်တာတဲ့အချိန်မှာ service လုပ်တဲ့ဟာမှာနည်းနည်းလေးတစ်ခါတလေမှာပြဿနာလေးရှိတတ်တယ်စက်ပစ္စည်းတွေဖြစ်တဲ့အတွက် error ဆိုတာဖြစ်နိုင်တယ် software ပဲဖြစ်ဖြစ် hardware ပဲဖြစ် error လေးတွေရှိနိုင်တယ်သို့ပေမဲ့ TechCase မှာကြတော့ဝန်ထမ်းတွေအများကြီးရှိတယ် service ကိုနည်းနည်းပေးနိုင်တယ်ဆိုင်ကလည်းနှစ်ဆိုင်ရှိတာဖြစ်တဲ့အတွက်အဲ့တစ်ခုကတော်တော်လေးအားတာတယ်နောက်ထပ်တစ်ချက်ကဒီဆိုင်ထဲကိုဝင်လာလို့ရှိရင်လုံးဝမလွတ်စေအောင်ဆို office use တွေเนาะ14သိန်း15သိန်း16သိန်းဝန်းကျင်လောက်ကနေစပြီးတော့လုံးဝ high end ထိသွားမယ်ဆိုရင်တစ်ဆက်လုံးဆိုသိန်း650လောက်အထိကုန်ကြမ်းရှိတဲ့စက်တွေအထိအကုန်လုံးဒီမှာဆင်လို့ရတာကိုတွေ့ရတယ်ပစ္စည်းဆိုတော့အစုံရှိတယ် mechanical keyboard လိုချင်လား Yo keyboard လိုချင်လား budget လိုချင်လား high end လိုချင်လား mid range လိုချင်လားကြိုက်တာပြောဒီတနေရာထဲမှာကွန်ပျူတာနဲ့ပတ်သက်တဲ့ accessories တွေအကုန်လုံးကိုတနေရာထဲမှာရတာဖြစ်တဲ့အတွက်တခုခုများရုံးသုံး PC လိုချင်တာဖြစ်ဖြစ် gaming PC လိုချင်တာဖြစ်တကယ် high end PC တွေများလိုချင်တာဖြစ်တခုခုလိုအပ်တာရှိလို့ရှိရင် TechCase ကိုဆက်သွယ်လို့ရပါတယ်